ငါရဲ့နှလုံးသားတစ်ခုလုံးကိုသစ္စာတွေအပြည့်နဲ့ပုံအောပြီးလေပေးဆက်ခဲ့ဘူးလေမင်းရဲ့အပြုံးတစ်ချက်အတွက်ကိုယ့်ကဘာကိုရိုက်ချိုးဖို့အထိဘာမခက်ခဲ့တဲ့ငါရဲ့အချစ်တွေကတကယ်ကိုစစ်မှန်ခဲ့တာပါဒါပေမဲ့လေကံကြမ္မာရဲ့တုတ်ပြန်မှုကအယမ်းရက်ဆက်လွန်းပါတယ်ကိုပေးခဲ့တဲ့အချစ်တွေစစ်မှန်တယ်လို့လေမင်းစီကနေစုလက်အဖြစ်ပြန်ရလိုက်တဲ့အဲ့ဒီဒဏ်ရာတွေကတော့တောင်တောင်အီးနဲ့တော်တော်လေးကိုနှဆိုင်ခဲ့ပါတယ်ပြန်တွေးကြည့်တိုင်းကျင်းထဲမှာလေမိကွန်းပေါင်းများစွာနဲ့စိုးနေနေရတယ်အချစ်ကိုအချစ်နဲ့တုတ်ပြန်ဖို့လေမင်းအတွက်အဲ့ဒီလောက်တောင်ခက်ခဲတာလားကိုဘက်ကမျောလင်းချက်တွေတဲရဲကြီးတုံဖြစ်အောင်လေဒဏ်ရာတွေကိုပဲဘာလို့ဒီလောက်အများကြီးပုံအောပေးခဲ့ရတာလဲငါပေးခဲ့တာကနှွေးထွေးတဲ့ဂီယူဆိုင်မှုပါဒါပေမဲ့လေမင်းပြန်ပေးခဲ့တာကတော့အေးဆက်တဲ့ကြောခိုင်းမှုတွေပေါ့ဒီလိုအချိုးမကျတဲ့အပေးအယူတွေကြားထဲမှာနာကျင်လွန်းလို့အသက်ရှူရတာတော့ခက်ခဲတဲ့ညတွေမနှဲတော့ပါဘူးအခုတော့လေကိုယ်တိုင်ပဲအရှုံးပေးပြီးလေလွတ်ချလိုက်ပါပြီမင်းပေးတဲ့ဒဏ်ရာတွေကိုကိုယ်နှလုံးသားထဲမှာငြိမ်ငြိမ်လေးကူစားရင်အချစ်စေးဆိုတာတစ်ခါတလေကြာရင်နာကျင်ခြင်းတွေနဲ့ပဲလမ်းဆုံးတတ်တယ်ဆိုတာအသိနဲ့ကိုယ့်ဘဝလေးကိုပဲအေးအေးချမ်းချမ်းရှင်းသန်ပါတော့မယ်